မြန်မာပရိသတ်တွေအတော်လေးဝမ်းသာပီတိဖြစ်ခဲ့ရတဲ့စလိုင်းထန်ခွီးရှိန်ရဲ့နိုင်ပွဲစလိုင်းထန်ခွီးရှိန်ကတော့ပရိသတ်တွေမမျှော်လင့်ထားတဲ့ကြားကနေလှုပ်ပြလိုက်ပါပြီသူကပထမပွဲဦးထွက်ရှုံးပွဲတုန်းကအရှုံးကိုသင်ခန်းစာယူပြီးစူးစမ်းပြလိုက်တာအခုတော့1 Championship မှာအလဲထိုးနိုင်ပွဲရယူသွားနိုင်တဲ့အထိပါပဲသူ့ရဲ့နိုင်ပွဲကအတော်ကိုအားရဖို့ကောင်းပါတယ်ပြိုင်ဘက်ထိုင်းဖိုက်တာဘာမှမလုပ်နိုင်ပါဘူးစလိုင်းကသာတပွဲလုံးဖိထိုးခဲ့တာပါဒါကြောင့်ပရိသတ်တွေကလည်းပွဲမစခင်မှာအနိုင်မမျှော်လင့်ခဲ့ကြပေမဲ့လည်းပွဲထိုးနေတဲ့အချိန်မှာတော့စလိုင်းနိုင်ကိုနိုင်မယ်ဆိုတဲ့ခံစားချက်မျိုးကိုကြာသွားကြပြန်ပါတယ်။စလိုင်းကကြော်စော်ဝင်းလောက်တောင်နာမည်မရှိပေမဲ့ကြော်စော်ဝင်းနဲ့တန်းတူစွမ်းဆောင်ပြသွားတာပါ။အလဲထိုးနိုင်ပွဲရတယ်လို့ဘောနပ်ပါသိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်စလိုင်းကတော့တော်တော်လေးကိုပျော်ရွှင်လို့နေပါတယ်။ပရိသတ်တွေကလည်းအခုဆိုရင်စလိုင်းကိုဒီနိုင်ပွဲအပြီးမှာတော်တော်လေးတတိထားမိလာကြပါပြီ။ဒါကြောင့်ထူးချွန်ပြောင်မြောက်တဲ့နိုင်ပွဲတစ်ပွဲကသူ့ကိုလူသိများစေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့စလိုင်းအနေနဲ့ဒီနိုင်ပွဲတစ်ပွဲတည်းနဲ့တင်တင်းတိမ်နေလို့တော့မရပါဘူး။အခုမှအသက်ကလည်း22နှစ်သာရှိသေးတဲ့အတွက်ဝမ်းစင်မြင့်ထက်မှအများကြီးလုံးပြနိုင်ဖို့အားခဲထားရပါအောင်မယ်။မင်းညပွဲမှာဆိုရင်လည်းထိုင်းဖိုက်တာကမကောင်းတာမဟုတ်ပါဘူး။သူ့အနေထားနဲ့သူကောင်းပါတယ်။ဒါပေမဲ့စလိုင်းကတော့သူ့ထက်ကိုပိုကောင်းခဲ့ပါတယ်။ဒါကြောင့်လဲစလိုင်းထန်ခွီးရှိန်ကသူ့ရဲ့ပြောင်မြောင်းလာတဲ့စင့်ထိုးချက်တွေနဲ့ပြိုင်ဘက်ကိုတတရရပဲအနိုင်ယူသွားခဲ့တာပါ။ခြေထွက်လက်ထွက်တွေကောင်းပြီးအယူအဆတွေလည်းတော်တော်လေးကိုကောင်းပါတယ်။လိုအပ်ချက်တွေရှိနေသေးသည့်တိုင်အောင်ဒီတက်ဖို့စူးစမ်းရင်အများကြီးထုံးပေါက်လာအောင်မယ်အလားအလာမျိုးရှိပါတယ်။ပြိုင်ဘက်ကိုမရှိန်မကြောက်နေတာနဲ့တင်စလိုင်းကတခြားပြိုင်ဘက်ကိုထိုးဖို့ကြောက်နေတဲ့မြန်မာဖိုက်တာအားလုံးထက်ကိုအပုံကြီးတာသွားပါပြီ။ဒါကြောင့်စလိုင်းထန်ခွီးရှိန်ကိုကျွန်တော်တို့တွေအများကြီးမျှော်လင့်လို့ရပါတယ်။နောက်ပြီးစလိုင်းကပွဲဥထွက်မှာအရှုံးနဲ့ရင်ဆိုင်ခဲ့ရတော့သူ့အတွက်အနိုင်ရလိုက်ကအရန်ကိုပဲချုံမြိန်လွန်းနေပါတယ်။နောက်ပြီးမရှုံးမှုသေးတဲ့ဖိုက်တာတွေလိုမန်တက်သွားမဲ့ဖိုက်တာမျိုးလည်းမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့စလိုင်းထန်ခွီးရှိန်ကိုတန့်စင်တို့ကြော်စော်ဝင်းတို့လိုအားပေးတင်တယ်လို့မြင်ပါတယ်။ကြော်စော်ဝင်းကိုဆိုရင်ပြည်သက်တွေကအတော်လေးအားပေးကြကြပြီးသူကိုယ်တိုင်ကလည်းအတော်ကိုစူးစမ်းလို့တော့အခုလိုပဲသူမတူတဲ့အောင်မြင်မှုမျိုးတွေကိုရလာခဲ့တာပါ။ကြော်စော်ဝင်းကအခုဆိုရင် rock ထန်နဲ့တောင်ပွဲထိုးဖို့မကြောက်ဘူးလို့ပြောလာနေပါပြီ။ဒါကြောင့်ဖိုက်တာတယောက်ကဘလောက်ပဲစူးစမ်းပါစေအောင်ပရိသတ်အားပေးမှုလုံလုံလောက်လောက်မရှိဘူးဆိုရင်အဲ့ဒီဖိုက်တာကလည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မြန်မာပရိသတ်တွေအနေနဲ့မျိုးဆက်သစ်ဖိုက်တာတွေကိုဥဆောင်မဲ့စလိုင်းထန်ခွီးရှိန်ကိုအတော်လေးအားပေးသင့်မှာကြောင့်ပြောကြားလိုပါတယ်။စလိုင်းကလည်းပရိသတ်အားပေးမှုများလာရင်ဂျိုရင်းသွားရမှာမဟုတ်ပဲပိုစူးစမ်းပြရမှာပါ။ဒါမှသာပရိသတ်တွေကလည်းအားပေးရကြုံနဲ့တယ်ဆိုပြီးပိုအားပေးလာကြမှာဖြစ်ပါတယ်။ပြောချင်တာကနိုင်ပွဲတစ်ပွဲကိုဘဝလိုမှတ်ယူပြီးမန်တက်နေတာထက်ဒီနိုင်ပွဲကနေရလာတဲ့ခွန်အားတွေကိုနောက်ထပ်ပွဲတွေမှာအနိုင်ရဖို့ထက်အတုံးချတင်ကြောင်ပြောကြလိုတာပါ။ဒါကြောင့်စလိုင်းထန်ခွီးရှိန်ကိုကျွန်တော်တို့ကတော့အခုထက်ပိုစူးစမ်းစေချင်ပါတယ်။ဒီထက်ပိုကောင်းတဲ့နေရာတွေကိုတက်လှမ်းနိုင်ဖို့အခုထက်ပိုသားတဲ့စူးစမ်းမှုတွေကိုချပြရမှာပါ။ဒါမှသာပရိသတ်ရဲ့ယုံကြည်မှုတွေလည်းရလာမှာဖြစ်ပါတယ်။စလိုင်းအနေနဲ့နောက်ထပ်3ပွဲလောက်သာဇက်တိုက်နိုင်လိုက်ရင်ပရိသတ်တွေကစလိုင်းဆိုရင်အနိုင်သေးကြတယ်ဆိုပြီးအောင်ဖြစ်လာကြမှာပါ။ဒါကြောင့်နိုင်ပွဲရခဲ့တာလည်းအတော်လေးကောင်းသလိုအခုထက်ပိုစူးစမ်းသွားဖို့ကလည်းအတော်ကိုပဲအရေးကြီးပါတယ်။သူ့ရဲ့ပုံစံကိုကြည့်တာနဲ့တင်စလိုင်းကအောင်မြင်မဲ့အလားအလာရှိတယ်ဆိုတာကိုတန်းမြင်ရပါတယ်။တချို့ဖိုက်တာတွေလိုပြိုင်ဘက်ကိုမထိုးရဲမဝင်ရဲတဲ့ပုံစံမျိုးတွေမဟုတ်ပါဘူး။ဒီတော့စူးစမ်းပါ။အခုထက်ပိုစူးစမ်းပါ။အသက်ကုန်တာစူးစမ်းပါ။နေရာတစ်ခုကတေချာပေါက်ရလာမှာပါ။ဒါပဲပြောချင်ပါတယ်။နောက်ထပ်ပွဲတွေမှာလည်းအခုလိုမျိုးနိုင်တာမျိုးတွေပဲထပ်မြင်ချင်ပါတယ်။မပေါ်လျော့သွားဖို့နဲ့မတင်းတိမ်သွားဖို့အတိပေးလိုက်ရပါတယ်။ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းပြောသွားပေးကြပါအောင်